Yeah, maybe I see you. မေးပါ ကျွန်တော်မျက်နှာမှာဒီဖြူခွက်တွေအများကြီးဖြစ်တာအဲ့ဒါမိုးပိုးလားအခြားအကြောင်းအရာတွေဟုတ် ဆရာရှင်းပြပေးမှာပေါ့မျက်နှာပေါ်မှာအဖြူခွက်တွေပေါ်လာပြီဆိုရင်တော့မှုပိုးလားတခြားအရေးပြပြဿနာတွေကြောင့်လားဆိုတာကိုဆရာတို့ခွဲခြားဖို့လိုအပ်ပါတယ်အဖြူခွက်တွေဖြစ်တဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်ဥပမာအားဖြင့်မှုပိုးယောဂါလို့ခေါ်တဲ့ tinea vesicolor လိုမျိုးတွေဖြူသင်းယောဂါလို့ခေါ်တဲ့ vitiligo နဲ့အရေးပြ6တွေ့တဲ့အခါမှာဖြစ်တတ်တဲ့ P alpha မျိုးဒါမှမဟုတ်ဘူးဆိုရင်တော့ဆရာတို့အရေးပြတစ်ခုတွေရောင်ရမ်းပြီးတဲ့အခါမှာအဖြူခွက်ကလေးကျန်တတ်တဲ့ post inflammatory hypopigmentation တွေကြောင့်လည်းဖြစ်တတ်ပါတယ်မှုယောဂါဆိုရင်တော့မှုနဲ့ပတ်သက်တဲ့လိန်ဆေးတွေတောက်ဆေးတွေနဲ့ဆရာတို့ကုသလို့ရပါတယ်ဖြူသင်းယောဂါဆိုရင်တော့လိန်ဆေးနဲ့အလင်းကူထုံတွေနဲ့ဆရာတို့တတ်တာအောင်ပြုလုပ်လို့ရပါတယ်တကယ်လို့များ6တွေ့တဲ့အရေးပြနဲ့ဆက်ဆက်နေတဲ့ P alpha ဆိုရင်တော့ ceramide barrier moisturizer ကိုပုံမှန်လိမ့်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ skin ရဲ့ရေဓာတ်ကိုပြန်လည်ဖြစ်တင်းပေးဖို့လိုအပ်ပါတယ်မျက်နှာတစ်တဲ့အခါမှာလည်းနူးညံ့တဲ့ gel ကင်ဆာမျိုးကိုတစ်ဖို့ဆရာအကြံပေးပါစေ။နေအောင်ကြောင်းအသားရောင်မကြီးပဲနဲ့အဖြူခွက်တွေဖြစ်နေတယ်ဆိုရင်တော့ sun cream ကိုနှဲလေးမှုအရန်ကိုအရေးကြီးပါတယ်။ sun cream ကအဖြူခွက်ကိုတရက်တက်တာတာမဟုတ်စေပေမဲ့အဖြူခွက်တွေကိုတော့ပုံမဆိုးလောင်ကောက်ွယ်ပေးနိုင်ပါတယ်။အဖြူခွက်တွေရဲ့အရွယ်စားကတဖြည်းဖြည်းနဲ့ပိုပြီးတော့ကြီးလာတာအရေအတွက်တွေပိုပြီးတော့များလာတာပိုပြီးတော့ရားလာတာအဖြူဖက်ကလေးတွေကတ်လာတယ်လို့ဖြစ်လာပြီဆိုရင်တော့ကိုယ့်ဘက်ကိုဆေးဝယ်လင်းထားတဲ့အရေပြားဆံဝင်ပြသဖို့ဆရာအကြံပေးပါစေ။နောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်ကျွန်တော်တို့တာထားနေပါ